မတို့သိညိုဟုတ်တယ်မလားဟင်မင်းဘာလို့ငါးနောက်လိုက်နေရလဲပန်းကူကရွှေဟိုအဲ့လိုမပါဘူးမမငူကမမကိုတတိယလို့မမစီဟိုတော်စမ်းပန်းကူကရွှေစိတ်ကိုတမိသားစုလုံးဝိုင်းတက်ပြီးအခုလူသေးလို့လာတက်တာလားဟမ်မမေတို့အထင်မလဲပါနဲ့မမရဲ့မမေကငူကိုချစ်လို့ပါပြီးတော့ငူကမမေရဲ့ဖိုးတန်လေးမို့ဟုတ်ပါတယ်နေမဲအဖိုးတန်ပါတယ်နေမဲတန်မိုးရှိပါတယ်နေကရွှေရဲလေးပါဟမ်ဟုတ်သလားငါရောတန်မိုးမဲ့နေရလို့နင်ထင်တာလားဟမ်ငါမိပါရရောငါ့ကိုဘလို့မြင်နေဘလို့ထားတယ်ဆိုတာနင်သိလားဟမ်ကိုငချင်းကိုချင်းတယ်လို့တော့မထင်နဲ့ငူပြောချင်တာတိတ်ဆန်းပန်းကူပါရွှေနေ့တန်ငါမကြားချင်ဘူးနောက်ပြီးနင်နဲ့ငါနဲ့တရားဝင်ကွာရှင်းထားပြီးသားဆိုတာနင်သိထားငူနားလဲပါတယ်အေးနားလေဆိုငါနောက်ထပ်လိုက်မလားနဲ့ပန်းကူပါရွှေငါတိတ်မှာငါဘွားရဲ့တဝက်လောက်ကနေကြောက်ရိမ့်မဲခဲ့ရပြီနင်တို့မိသားစုကြောင့်ငါစိတ်ကကြိမ်ကြိမ်သေးခဲ့ပြီငါထပ်မသေးချင်တော့ဘူးယူမိုင်းမိုင်းနဲ့နင့်ကိုချစ်မိလို့လဲငါနောင်နာရတယ်နင်သိလားငါနင့်ကိုတိတ်မုန်းတဲ့ပန်းကူပါရွှေငူတောင်းမမရဲ့ငူနားလဲပါပြီမိန်းကလေးနှစ်ယောက်တီတောင်းနဲ့အိမ်တော်ရွေးမှာဘသူကတာတယ်ဘသူကနာရဲဆိုပြီးခွဲခြားခဲ့တာတွေအတွက်ကိုမှတမိုးရှိရထင်ပြီးကိုစနီးကိုနှိမ့်ချခဲ့တာတွေအတွက်မိဘရဲ့အတ္တကြီးမှုကိုအချစ်ကြီးရဲ့လို့ထင်ပြီးကိုစနီးကိုနှိမ့်ချ